Google Drive storage ပြည့်သွားလို့ Gmail မဝင်တော့ဘူး Photo backup မတက်တော့ဘူးဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်သွားလိုက်ပါဟုတ်ကဲ့ကျွန်တော်တို့ Gmail တွေပြည့်နေတာကျွန်တော် photo တွေ backup လုပ်လို့မရတော့တာတွေအတွက်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် Gmail ထဲဝင်ပါမယ်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Gmail ထဲကိုတစ်ချက်သွားလိုက်ပါ Gmail ဖွင့်လိုက်ပါ Gmail ထဲကိုရောက်ပြီဆိုရင်ကျွန်တော်လူချင်းတို့မှာလည်းဒီလိုမျိုးတွေကြုံဘူးမယ်ထင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ Gmail ကအကုန်ပြည့်နေရတဲ့ဒီမှာ100%သူက free က15K ပေးထားတာဗျအဲ့ကောင်တွေအကုန်ပြည့်သွားတဲ့အတွက်ကျွန်တော်တို့ mail အသစ်တွေထပ်မဝင်တော့တာပြီးတော့ခါကြတော့ကျွန်တော်တို့ဖုန်းထဲကဓာတ်ပုံတွေကို Google Drive ပေါ် backup လုပ်လို့မရတော့ဒါတွေဖြစ်ပါတယ်အဲ့ကောင်တွေကိုကျွန်တော်တို့ကဘာဆက်လုပ်လို့ရမလဲဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်ပါအဲ့လိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီထက်ကိုတစ်ချက်ဝင်လိုက်ပါ clean up space ဆိုတာရှိပါတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော်အကောင့်ကတော့ဒီမှာ100%ရှိတာမှာ81% storage full ဖြစ်နေပါတယ်အဲ့ကောင်ကိုကျွန်တော်တို့ကဘယ်ကောင်တွေကပြည့်နေရလဲပေါ့အဲ့ဒါကိုတစ်ချက်ကြည့်မယ်ကျွန်တော်ဒီမှာဆိုရင် Gmail ကတော့410 MB ပဲရှိတယ်ဗျGoogle Photo ကတော့ 11GB နီးပါးဖြစ်နေတယ်အဲ့အတွက်အဲ့ထဲကနေကျွန်တော်တို့ကတချို့ဟာတွေကိုရှင်းထုတ်အောင်ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ကဒီမှာဆိုရင်သူ့မှာတစ်ခါတည်းပါတယ်ဗျ last photo and video တဲ့အဲ့ကောင်က 9K တောင်ရှိတယ်အဲ့ထဲကနေပြီးတော့ကိုတချို့မလိုအပ်ဘူးထင်တဲ့ဟာတွေကိုရှင်းထုတ်အောင်ဖြစ်ပါတယ်အဲ့အတွက်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ file အကြီးတွေကြီးပဲတတ်သူခွဲပြထားပါတယ်အဲ့ထဲမှာကိုကျွန်တော်ဒီမှာဗီဒီယိုတွေလောက်ထားတဲ့ဥစ္စာတွေကိုတချို့ဟာတွေမဖြတ်ရသေးရရှိပါတယ်အဲ့ဒါတွေကနေပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဆက်လက်ပေးလို့ရပါတယ်ဆက်လက်ပေးပြီးတော့ဒီထဲမှာကိုတချို့ file တွေကိုဆက်လက်လုပ်လိုက်ဒီမှာဆိုရင်ဆက်လက် all လုပ်လို့လည်းရတယ်ဗျကျွန်တော်ကတော့ file တွေအားလုံးမဖြတ်ချင်တဲ့အတွက်ဒီမှာကျွန်တော်တချို့ file လေးတွေကိုပဲကျွန်တော်ဖြတ်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် 5.5K လောက်နည်းနည်းလွတ်သွားပြီဖြစ်ပါတယ်အဲ့ကောင်တွေကိုကျွန်တော်ဖြတ်မယ်ဆိုရင်ကျွန်တော်ဒီဘေးမှာရှိပါတယ်ဒီမှာမိုက်ပုံးပုံလေးအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ move to track ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါအခုဆိုရင်ကျွန်တော် memory နောက်ထပ် 5K လောက် clean ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ခုန88% storage full ဖြစ်နေတာကနေဒီမှာ44% storage ဖြစ်သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပုံမှန်တိုင်းပဲကျွန်တော်တို့ဒီ Google ထဲက Gmail တွေလည်းပုံမှန်တိုင်းပြန်ပို့လို့ရမယ်အဲ့ကောင်တွေလည်းလက်ခံလို့ရမယ်တခြားကျွန်တော်တို့တချို့ဓာတ်ပုံတွေကိုပြန်ပြီးတော့ခါကြတော့ Google Drive ပေါ်မှာ backup လုပ်ချင်လဲအဆင်ပြေသွားပါပြီဒီလိုနည်းနဲ့မိတ်ဆွေတို့ဖုန်းထဲက storage full ဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရပါတယ်အားလုံးပဲ like လုပ်ကြည့်ပါဗျာအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ် Don't forget to like, comment, and subscribe.